ကျမကလေလူကောင်တာကြီးတဲ့တရေတော့ကြောက်တတ်တယ်ဒီအိမ်သားကိုလည်းကြည့်အောင်မှောက်မဲနေရကျမမသွားရလို့ပတ်ဆုပ်ပြီးပြန်လှည့်လာလိုက်တယ်အဲ့ဒါဘာမှလဲဆိုတော့ MICT Park ထဲကအားကစားရုံမှာပါဒီနေ့က International Youth Day Festival ပွဲကိုလာကြည့်ဖို့ကျမတို့ IAC ကျောင်းလည်း invite လုပ်ထားဆိုတော့ကလေးတွေနဲ့အတူသွားဖြစ်ပါတယ်အကြည့်ပရိသတ်ကအလောက်များမယ်တော့မထင်တာဘူးအဲ့ခုံအလွတ်တွေဆိုတာလေခဏလေးအတွင်းမှာပြည့်သွားတာတိတ်မကြခင်မှာပဲအရင်မိုက်တဲ့အကိုင်နဲ့ပွဲစဖွင့်ပါတယ်ဒါကတော့ကိုပိုင်ကျောင်းတွေရဲ့ဥက္ကဋ္ဌဦးနေအုပ်ပါမမြင်ဝင်ကြည့်သွားကျိုးရှိအောင်သုံးချတာအမလေး love story တချင်တရောတက်စင်နဲ့နားထောင်ရတာအရင်ကောင်းတာပဲဒါကတော့ World Cultural Dance Festival 2026မှာ Grand Prize ရခဲ့တဲ့အကပါနောက်ဆုံး talk show မှာတော့နည်းနည်း boring ဖြစ်သွားတယ်လူကဒီလိုပုံစံနဲ့ဒီလိုပုံစံဖြစ်သွားရပေါ့နော်ပိုက်လဲစားတယ်ရေလဲစားတယ်အကောင်းဆုံးအပိုင်းကတော့နေ့လဲစား free ပေးတဲ့အချိန်မှာပဲပြန်ငါနီးမှနေကျမကားတကညက်သွားပါသေးတယ်ဒါပေမဲ့ကလေးတွေဖြစ်တာတဲ့ဆိုင်ကိုပဲဖြစ်လိုက်တာတော်သေးတယ်ပြောရမယ်ကဲဒီနေ့ရဲ့ International Youth Day Festival ပွဲကိုကျမနဲ့အတူလိုက်ကြည့်ပေးရတဲ့ကျေးဇူးပါ see you in the next video